ဒီနိုဆိုတာဂီတအတွက်အသက်ရှင်ခဲ့တဲ့သူပါသူကိုတည်တဲ့လူတိုင်းကအဒီနိုဆိုတာအလုံးသားနဲ့နုပညာကိုလုပ်တဲ့သူလို့ပြောရလိမ့်မယ် Fever 1091ကိုတည်ထောင်သူတဦးဖြစ်ပြီးတော့မြန်မာအနာဂတ်ရောမတေလောကမှာအတော်လေးထင်ရှားလာခဲ့တဲ့သူရဲ့တခြင်းတွေမှာနာကျင်မှုတွေစရာထက်သန်မှုတွေယုံကြည်မှုတွေနဲ့ဖန်တီးထားတဲ့အကောင်းဆုံးနုပညာရှင်တွေတဲကတယောက်သူကိုတည်တဲ့လူတိုင်းကအဒီနိုဆိုတာအလုံးသားနဲ့နုပညာကိုလုပ်တဲ့သူလို့ပြောရလိမ့်မယ်အော်တိုမန်25ရက်ညကကွယ်လွန်သွားပြီဖြစ်တဲ့ရီမိုနဲ့အီဒီယပ်ဘန်နောက်ဆုံး20ရှိုးပွဲမှာအဒီနိုကရီမိုရဲ့မငိုတော့တဲ့တခြင်းကိုစင်မဖြတ်ရနေစဉ်ရုတ်တရက်လဲကျပြီးတော့နှလုံးရောဂါကြောင့်ကွယ်လွန်သွားခဲ့ပါတယ်။ဥမာနှလုံးသွေးဆက်ထည့်ထားရတယ်နှလုံးရောဂါရှိပြီးသားဖြစ်ပေမဲ့ပိတ်သက်တဲ့တူတခြင်းတွေဖြိုးပေးခြင်းသေးတဲ့ဆိုတဲ့စိတ်ကြောင့်အစီမိုတက်ခဲ့တာပါ။အနည်းကသူ့ရဲ့နောက်ဆုံးဖြိုးပွဲဖြစ်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ပါဘူး။မငိုနဲ့လို့ဆိုပြီးသူကိုယ်တိုင်မငိုအောင်လုပ်သွားခဲ့တာပါ။အခုတော့ကိုရင်မွန်ကြီးနဲ့ကောင်းရပွားမှာအဆုံးပြမယ်လို့ထင်ပါတယ်